ဒီလိုကြီးတော်နေရှာနေလို့မဖြစ်သေးဘူးဆရာကြီးရဲ့တဏှာရကနေစောင့်ပြီးတော့ဖမ်းကြရင်ခုံးလိုက်မှချင်းနဲ့ဆရာကြီးကျူးစားကြစမ်းပါဦးဗျာဟုတ်ကဲ့ကျွန်တော်အတွက်ခင်ဗျားတို့ကျူးစားပေးကြစမ်းပါဦးစိတ်ချပါဆရာကြီးမောပန်းတယ်လို့သဘောမထားကြပါနဲ့ဟုတ်ကဲ့ Duty is duty ပေါ့ငါဆေးကပဲကောင်းလို့လားလုံမာလေးကပဲအပြည့်စုံကောင်းလားမသိဘူးရဲ့တို့ဆရာကြီးမျက်နှာကြည့်ရတာမကြည့်ဒီတဝက်ထောင်ညက်တဝက်ပဲကျုပ်သေးကမရောက်လို့မသေးတာနော်မမြောက်ဝင်ညသိစိတ်ဆိုးလို့ထိုးလိုက်တာလည်းမဟုတ်ပါဘူးကိုကြီးရဲ့တကူလုံးပူးထူပြီးရောင်ပြီးတော့ထိုးမိတာပါထိုးလိုက်တုန်းကလည်းဖြည်းဖြည်းလေးပါကိုကြီးရဲ့ဟိုတကယ်ထိုးလိုက်လဲဗျာဘယ်လိုနေလို့ရမလဲဘလို့ဆိုရင်မမြောက်နောက်ကနေပြီးတော့စိမ့်မွားတဲ့တကောက်ကောက်လိုက်နေဦးပဲရှိမှာပဲမမြောက်ဝင်ရဲ့မမြောက်ဝင်ကိုဂရုစိုက်ပုံလေးညာတာပုံလေးဟိုကျုပ်ရွေနဲ့မှရှိတာတွေအိုးပြောပြဖို့မလိုတော့ပါဘူးကိုကြီးရဲ့အကိုကြီးရဲ့သဘောထားပြေးသွားတာတွေကိုမြအတိမြရဲ့အမြင်မှာဒါဖြစ်မပြန်တော့ဘူးပေါ့အကိုကြီးရဲ့တရားလုံးလုံးပျောက်တော့မှာပဲပြန်မယ်လို့စိတ်ကူးထားတယ်ဒါဖြစ်ကျုပ်ကမုန်းလို့ပေါ့အိုးမမုန်းပါဘူးကိုကြီးရဲ့မမုန်းရင်ကျုပ်ကိုချစ်လို့ပေါ့နော်မြမှာပိုင်မဲ့သူရှိနေတာကိုအကိုကြီးသိပြီးသားမဟုတ်လားဗျာချစ်တယ်ဆိုတဲ့စကားကိုမြမပြောရဲပါဘူးမမုန်းဘူးဆိုတာကိုဒါမြပြောနိုင်ပါတယ်ကိုကြီးရဲ့လုံးလုံးပိုင်တဲ့ကာမဝိုင်းရှင်မမဟုတ်သေးပဲနဲ့အခွင့်တင်လို့နောက်မှဖြစ်ပေါ်လာတဲ့အချစ်တစ်ကိုအပြစ်လို့မြူဆတယ်မှာဘူးမမြောက်ဝင်တစ်ဖက်သားတစ္ဆာနဲ့စောင့်နေတာကိုမြကမေတ္တာမဖြောင့်ရကြပြီမျက်နှာများတဲ့မိန်းမသားမျိုးဖြစ်နေမှစိုးလို့အကိုကြီးကပဲဟမ်ကျုပ်ကလျှော့ပါလို့ဆိုနေတာပေါ့လေဟုတ်တယ်ဟုတ်ပါတယ်အကိုကြီးကိုတော့မြဘယ်တော့မှမမုန်းပါဘူးမြရဲ့အပေါ်ဂရုစိုက်တာတွေအနွမ်းတာခန္ဓာတွေကြောင့်အကိုကြီးရဲ့ကျေးဇူးတွေကိုလည်းမြဘယ်တော့မှဟုတ်ပါတယ်လေဟုတ်ပါတယ်ကျုပ်ကအစင်နှရှိတဲ့လူမှမဟုတ်ပဲမမြဝင်းမင်းတော်ဖြစ်ရေးအတွက်ကျုပ်ရင်ထဲကမေတ္တာတွေအကျဉ်းနာတွေကိုညှို့သိပ်ပြီးတော့လျှော့လိုက်ပါတယ်လေလျှော့လိုက်ပါတယ်မမြဝင်းလျှော့လိုက်ပါတယ်မြမင်းတော်ဖြစ်ချင်လို့ညင်းနေတာမဟုတ်ပါဘူးကိုကြီးရဲ့အကိုကြီးနဲ့တွေ့ရတာကိုသိပြီးနောက်ကြတယ်ကိုဘေးကလည်းနောက်ကြရမှာလေအကိုကြီးကဥပချစ်တဲ့စောပါတယ်ဒီမြို့မှာမမြဝင်းအိမ်ကိုဓမြဝင်တိုက်ကြတဲ့ညင်မေတ္တာထားကြတယ်လေမြသိပြီးပါပြီကိုကြီးရဲ့ကျုပ်နောက်ဆုံးစကားပြောပြစီမမြဝင်းကျုပ်ဘဝအဆိုးအကောင်းကိုဖန်တီးနိုင်တဲ့သူကမမြဝင်းပဲဥပချစ်ဟာမမြဝင်းနဲ့လွှဲရရင်တောင်းမှသူ့မှာအမတန်မှမျှော်လင့်တဲ့ဘုံကြီးရှင်ရာထူးရှင်ဖြစ်နေကြအကြောင်းအများကြီးရှိပါတယ်သူ့ကိုကျုပ်တရားတဲ့အတိုင်းနေခဲ့တယ်မလားအလုပ်ကိုတရားနဲ့ဇနီးလောင်းကိုဘယ်ထင်းကိုရွေးမလဲလို့အဲ့ဒီတော့ကဥပချစ်ကအလုပ်ကိုတရားကိုပဲရွေးလိုက်တယ်မလားဟုတ်ပါတယ်လေဒါတွေထားလိုက်ပါတော့လေမမြဝင်းအတွက်နာရမယ်ဆိုရင်ရှစ်တမယ်ဆိုရင်ပေါ့လေဟုတ်တော်ပါတော့အကိုကြီးရဲ့ဟာကြောင်းကြည့်မနေပါနဲ့ကွာငဲကြည့်ပါတော့ကွာဟာကျွန်တော်တို့ဆရာသိအားတာကိုဘောလူကကိုပဲပါလို့ပန်းနိုင်မှာမသိဘူးကြီးသားကကြားဟေးဟုတ်လားမှန်တယ်ဟာကောင်ရငါလည်းကြည့်စမ်းမယ်ဟေးလုံမလေးကလည်းသိနှက်တာပဲကွာတို့ဆရာကလည်းသိအားရကောင်ကွာဒီလိုနဲ့ပြေးမှာပါဟာကောင်ရလာဝကြည့်မနေစမ်းမနဲ့ကွာရွှေမောပြစုံအာကာဝိယံဘုံနေပြီဝဲမိလာဆိုင်ပြန်တော့ရာညူကြီးမောင်းတိန်အောင်တွေရှုမြင်ဘဝနဲ့မှာရွှေရင်အသက်ကျွမ်းလူပေါ်
အာကဝိယံဘုံလေရေဝဲမိလာတိုင်းမြန်တော့ရာယူရီမောင်တိန်အောင်တွေရဲ့ရှုမြင်သူဝိနေမှာရွှေရင်အသက်အော်ကျွမ်းလူပေါ်ကွယ်ပြင်းနေလားမမြဝဲပြင်းတာပေါ့ကိုကြီးရေဟုတ်လားတောထဲမှာဆိုတော့တိတ်စိတ်ညစ်တာပဲအကိုကြီးစိတ်မကောင်းမှစိုးလို့တာအေးဗျာကျုပ်နဲ့နေရတာစိတ်ပြက်ပြီးတော့ပြန်ញင်တဲ့စိတ်တော့ပေါ်လာမှာပဲလေအကိုကြီးနဲ့အတူတူနေရတာကိုစိတ်ပြက်တယ်လို့မပြောဝင်ကြအောင်ပါရှင်ဒါပေမဲ့မိမိကိုလွမ်းပြီးတခါတော့ပြန်ញင်တဲ့စိတ်ပေါက်မိတာပေါ့အကိုကြီးရဲ့ဟုတ်လားမမြဝဲရဲ့ရှင်ဒီပြန်ញင်ဆိုတဲ့စကားကိုစောစောလန်းလန်းပြောနေတဲ့အခါမှာကျုပ်စိတ်ထဲမှာဘယ်လိုနေမှမသိဘူးဗျပြန်ញင်ဆိုတဲ့စကားကိုမပြောပါနဲ့လားမမြဝဲမမြဝဲစိတ်မကောင်းအောင်လဲကျုပ်ကအာဓမမပိတ်ပင်ញင်ပါဘူးပြန်မယ်ဆိုတဲ့စကားကိုပြောတိုင်းမမြဝဲလက်ဆောင်ပေးခဲ့တဲ့ဟောဒီရင်ဘတ်ကဒဏ်ရာလေးကိုအရင်ကြည့်ပါအောင်လို့အသနာခံကြပါတယ်မမြဝဲရဲ့နော်ခွေးရလည်းခက်လိုက်တာနော်ဘသူကပြန်ပို့ပေးပါလို့ပြောမိလို့လေအကိုကြီးကိုလေဟောဒီမိမြကရရဆက်ဆက်နဲ့ခွဲသွားနိုင်လိမ့်မယ်လို့များထင်နေသလားအမလေးမမြဝင်းရဲ့ချုပ်ရင်ဘတ်ကိုလာစမ်းကြည့်စမ်းပါဟုတ်ဆို့နေတဲ့ဘူလုံးကြီးတွေကြာသွားလိုက်တာလေတကွီးပြင်းနေကိုတကယ်ပြောတာပါလာစမ်းကြည့်စမ်းပါကျုပ်ဒီတောကြီးထဲမှာကြာမနေတော့ပါဘူးနိုင်ငံခြားကိုသွားဖို့စိတ်ကူးပြီးပြီဟုတ်လားနောက်ကိုဒီလိုမပြောနဲ့နော်မမြဝဲမပြောနဲ့နော်မလေးတကယ်တည်းမှာပဲသူပြောပုံနဲ့ဘူအောင်တင်ဆိုတဲ့နာမည်နဲ့အစင်မပြေလိုက်တော့အမလေးမမြဝဲရဲ့ပြောရင်လည်းခါရမှာပဲမမြဝဲနဲ့အတူတူနေရတာလေကျုပ်မှလောကနေပါမှာအော်ဟိုအကိုကြီးကိုလေဟုတ်ကဲ့ညစကားတစ်ခုပြောပြရစီပြောပါဟာဒီတော်ကြီးထဲမှာရာသက်ပန်နေဖို့စိတ်တုံးမချမချင်းအကိုကြီးညပေါ်မှာစီကန်းရှိပါလို့နော်အမလီကျုပ်ကဘယ်လိုလူစားများအောင်မနေတယ်လဲဒါတော့ကြရင်ကျုပ်ကြောင်းသိရောပေါ့သိပါတယ်မမြဝေမျက်နှာလေးကိုကြည့်နေရရင်ပဲကျုပ်မှာအင်တာမအရသာရှိလာပါတယ်ဟောသူ့ကောက်လည်းပြေကိုလှုပ်ပြီးပြီလေဝစားတွေပါတွေဝခိုင်းဖို့နော်ဟဲ့မပြေနဲ့ပြီးတော့ဘောနေတပည့်နေမှာဟဲ့ဟောလာလာမင်းဘောအောင်တင်တပည့်ဒုက္ခမှာဘယ်မလဲမင်းလို့ဆရာဩเจ้าမသိဘူးကျုပ်ကိုတတ်ရင်တတ်ပလိုက်ကျုပ်ဘယ်တော့မှမပြောဘူးဗျာအမမင်းကလားကွာပြောဗျာကဲကွာဟုတ်လူခမရရောမှန်ပြောစမ်းခမရပါဒုက္ခရောက်သွားလိမ့်မယ်သိလားဟာငါပဲသိမလဲကွယ်ငါပတ်စံရလို့ဒီလိုရှင်းနေလိုက်ပြီငါဘာသိပြောနေပြီမင်းဆရာကိုတို့ဖမ်းမှုလာတာမဟုတ်ပါဘူးကွာတို့ကမမြဝင်းကိုပြန်ခေါ်ဖို့လာတာမင်းကလည်းကွာမမြဝင်းကိုခေါ်ဖို့ဆိုရင်တယောက်နဲ့လာပါလားဗျသူတို့ခင်ဗျားဟာလူတွေအများကြီးပဲကျုပ်မပြောဘူးဗျာမပြောဘူးဗျာပြန်လည်းမပြန်ဘူးဗျာဒါပေမဲ့ကျုပ်ကိုတက်လည်းတက်ပလိုက်ကြကျုပ်မပြသေးရင်ခင်ဗျားတို့ဘယ်တော့မှမသိဘူးဒါပဲအေးလေမင်းမယုံဘူးဆိုရင်လေဟောဒီကရာဇဝုန်းနဲ့ငါနဲ့နှစ်ယောက်တည်းပဲလိုက်ခဲ့မယ်ကွာမင်းဆရာကိုဖမ်းဖို့တဲ့မမြဝင်းကိုတွေ့ဖို့ကပိုရေးကြည့်တယ်ဒါကိုမင်းလည်းသိသားနဲ့ကွာမင်းကလည်းဟုတ်လားပလက်တွေပြန်နှုတ်မယ်ဆိုရင်ကျုပ်ရှင်မှလှုပ်ဒါပဲကျုပ်ကြည့်နေမယ်အေးဒီတော့မင်းငါ့ကိုမယုံသေးဘူးလားမယုံဘူးဗျာကဲဟေးငါလူမင်းတို့အားလုံးပြန်ကြဟုတ်လားဟေးနေခဏနေနက်ပြင်ကတို့ပြန်မရောက်လို့ရှိရင်မင်းတို့တော်နှင်းပြီးလိုက်ခဲ့ကြ
မြောက်ဝင်အိတ်တော်မလားလာလေဗျာစောကြီးရှိပါသေးတယ်မီးလမအောင်လေလာပါဒီနေ့သိအေးတာပဲနော်ဟိုဘာမှန်းနေတာလဲဗျာပြောလို့ရှိရင်နေစမ်းပါခင်ဗျာမှလည်းတနေ့လဲမှိုင်းတနေ့လဲညှို့ခွင်နယ်လို့ကိုမရှိပါလားကျွန်တော်ခင်ဗျာမျက်နှာလေးကိုမှန်ကြည့်တယ်လို့ကြည့်နေတာအခုလို့ဆိုတော့ကျွန်တော်ပဲစိတ်ကောင်းမလဲဗျာလာပါမိုင်းနာမှုပါဘူးကိုကြီးရဲ့ညအိတ်ချင်လို့ပါကျွန်တော်စိတ်ပူရတယ်နော်မမြဝင်ကိုကျွန်တော်တခုပြောချင်တယ်ကျွန်တော်နိုင်ငံခြားကိုသွားဖို့စိတ်ကူးထားတယ်ဒါကမမြဝင်လိုက်ရလိမ့်မယ်နော်ဒါပဲဘယ်နဲ့သဘောရနောက်မှကြည့်လို့တာပေါ့ကိုကြီးရဲ့စဉ်းစားပြရစီရောနေပါဦးဗျာကျွန်တော်တစ်သက်လုံးနေဖို့စိတ်ဒုံလုံးမချသေးဘူးလားဟမ်ည9ရက်လောက်စဉ်းစားပြရစီအောင်ကိုကြီးရဲ့ညရဲ့ကုသိုလ်ကတော်တော်ဆိုးပါတယ်ညဟာလေနံနှစ်ဖက်နင်းရတဲ့မိန်းမသားမျိုးဖြစ်နေပြီ။အိုးဗျာကျုပ်ဖက်တစ်ဖက်တည်းနင်းပလိုက်စမ်းပါစဉ်းစားမနေပါနဲ့ဘယ်နဲ့လဲအခုချိန်ကြမှာတော့ကျုပ်ပေါ်မှာဒီလောက်တောင်စဉ်းစားနေဖို့မလိုတော့ပါဘူးထင်ပါတယ်မတော်ဝင်ရဲ့ဟမ်ဟေးဘောနေလက်ပြောလိုက်ခမများကိုကျုပ်တန်းတန်းနဲ့ချိန်ထားတယ်ခမများတပည့်2ယောက်ကိုလည်းကျုပ်ဖမ်းထားပြီးပြီလက်နှောက်လိုက်ပါဦးအောင်လေညကိုချစ်တိတ်နောက်ကျသွားပြီဦးအောင်လေ very sorry duty is duty ကဲတော့အမလေးမလုပ်ပါနဲ့ကိုချစ်မလုပ်ပါနဲ့ဟေးအရင်ဝင်ရလားဝင်လေကွာခွေးမှန်သွားလေဝင်ဟေးဟိုအောင်တင်ကိုပါလက်ထိတ်ခတ်လိုက်ညနေကောင်းတယ်နော်နေကောင်းတယ်မလားဟင်ဟဲ့ငယ်နေကြတော့နောက်ကိုလက်မကြည့်ရနဲ့မလှက်တော့မလှက်တော့ကွာဆွဲကြည့်တာနဲ့ပြတ်လှက်မယ်တနတ်တွေအောက်ချပြလိုက်ဟဲ့ဘယ်ရမလဲကွာဥပချေဘယ်နဲ့လဲကျုပ်အလုပ်လုပ်လိုက်ရင်ပြီးပြီမရှိဘူးလားဟမ်ကျုပ်ရှိတဲ့ကရင်တောင်ကိုခမရစွန်းစွန်းစားလိုက်လာတာမမြဝင်းလည်းမရယာဒူးလည်းမတိုးပဲနဲ့တင်မင်းရှိကိုချော်လဲလို့ဖြစ်နေပြီလေအကူကြီးညောက်အနာကြီးကိုချစ်ကိုပြန်လွတ်လိုက်ပါမြအကူကြီးကိုတောင်းပန်ပါတယ်ဟဲ့ဆရာကြီးကြားချင်ဆိုင်မယ်ပါတော့ကွာလုံမလေးတောင်ပြောမြောက်ပြောနဲ့တက်ပြတော့မဟုတ်ဘူးကွာဒီကောင်တွေကိုဒီတကဆရာကြီးမတတ်ရင်ဆရာကြီးနဲ့တော့တာကွာကွာဟုတ်တယ်ဆရာမတတ်လို့မဖြစ်ဘူးဆရာကြီးဒုက္ခဆက်ပေးနေမှာအမှန်ပဲဒီတော့အေးဟုတ်တယ်တပ်ပြတာကောင်းတယ်ကြာရင်ဒုက္ခပေးနေမယ်လွတ်လိုက်ပါအကူကြီးရဲ့မြတ်ရှိခိုးပါတယ်ဘယ်နဲ့လဲဥပချစ်ခမရဘယ်နီးနဲ့သိရင်လည်းပြောပါဟမ်အကူကြီးညောက်ချစ်တယ်ဆိုညရှိကိုတောင်းပါပါတယ်အကူကြီးရဲ့လွတ်လိုက်ပါတတ်ပါစီညရဲ့ကိုချစ်သေးရဲပါလေကိုချစ်ရှင်မှာအခုလိုပြောနေတာသေရလာတဲ့တောင်ဆိုးပါလိမ့်တယ်ဒီလိုလားသေတာကောင်းတယ်ဆိုရင်သေနိုင်တယ်ဗျသေနိုင်တယ်လှလေးသေနိုင်ပါတယ်ဗျဟဲ့မြန်ကိစ္စတော့လုံးလိုက်ပါကြရဲ့ကြားနေပါမယ်ကွာညကိုချစ်သွားပြီကိုချစ်မလေးကိုချစ်ကဲသွားစမ်းမရှိကသွားစမ်းပါခင်ဗျတ냐နဲ့ဗျာခင်ဗျနောင်ဘွားကျမှဆက်ပြီးမြစမ်းပါခမကိုရင်ကတတ်တင်နေချင်ပါကွယ်မမဘယ်နဲ့ဖြစ်သွားပါလေဟဲ့လုံမလေးဟာဘယ်နဲ့ဖြစ်တာလဲကွယ်တေပေါက်ကွာပေါ်လူရဟမ်လုံမလေးလုံမလေးရှင်းမလားလေဟင်လူကိုကြီးစရာများအောက်မိတ်နေသလားသွားကြကျမအနာကိုမကတ်ကြနဲ့လန့်လိုက်တော့ကွာပလိုက်တယ်တော့ဖယားခေါ်ကုန်ပြီကွာနဘာငါရောကောက်ချင်တယ်လို့သွားကိုကြည့်ပါရဲ့ဆရာကြီးကနာမည်လာကြည့်နေတာဗျကျုပ်သိတော့ပြောရရင်ဒီတကားပဲလူသားဖူးနေတာဗျကဲခင်ဗျားတို့အလုပ်ကိုကျုပ်လိုက်ပြီ
ကျောင်းဟာလူတစ်ဖက်သားကိုဘယ်တော့မှရရဆက်ဆက်လို့မလုပ်ခဲ့ဘူးအခုဆိုတော့အင်မတန်သနာစရာကောင်းနေဗျာကြည်စမ်းဒီမဲ့ကျောင်းတို့ဆက်နေလို့မဖြစ်တော့ဘူးမနေ့ကတခြားပြောင်းရလိမ့်မယ်အဲ့တော့ခင်ဗျားတို့သွားပြီးတော့ဆင်းနေပြင်ထားကြပါကဲသွားကြအေးကွယ်တွားတော့ကွယ်လူတို့ပြီးပြီးရက်သက်တဲ့သူဘယ်မလဲချစ်တယ်ဆိုတော့ရှင်တို့လူနဲ့ပဲနီးနဲ့မှကျမတူတူမနေနိုင်ဘူးကျမကိုပါတပ်ပြလိုက်မသိဘူးထင်လို့လားဟင်အေးလေငှက်မသိတော့လေဇက်ဂျိုးထင်ပေါ့ကဲပါလေငုံမနေပါနဲ့ထားပါမီးလေးပါလေလုံအောင်သွားပါရှင်ကျမကိုစကားမပြောရနဲ့ဥပချေမီးလုံအောင်လာပါဒီလာပါမီးလုံအောင်ကိုချေညဒါပေမဲ့ခင်ဗျားတို့ဒီနေရာနေပြီးညာရင်းပြန်ရလိမ့်မယ်ကျုပ်တပည့်တွေတိသွားရင်ခင်ဗျားတို့အလကားဒုက္ခရောက်နေပြီမသိဘူးနော်အကူကြီးကမတတ်ဘူးပေါ့ဟုတ်လားဒီမဲ့မမြဝဲကျုပ်နောက်ဆုံးတစ်ခုမေးမယ်ဗျာဥပချင်းနဲ့ကျုပ်ဘယ်သူကိုရွေးမလဲတစ်ခုနဲ့ပြောပါရဲသာပြောပါဒီနေရာမှာခင်ဗျားရဲ့မေတ္တာကိုကျုပ်သိရမှာပေါ့မမြဝင်းပေါ်မှာဘလောက်တောင်ကောင်းခဲ့တယ်ဆိုးခဲ့တယ်ဆိုတာမမြဝင်းအသိဆုံးပဲကဲဒီစမ်းပါဦးဦးအောင်တင်နဲ့မမြဝင်းလေးဟာချစ်ကြနေကြပြီလားဗျာဟင်ဥပချေပြောရမှာအင်မတန်ရှက်ပါတယ်မျက်နှာလည်းပူပါတယ်ဒါမဲ့ကာယကံရှင်ကိုယ်တိုင်ကပြောပါလိမ့်မယ်မြားရဲ့ပုံမှာအနုအတခံပြီးကောင်းလာတဲ့ကျေးဇူးတွေကိုဘယ်တော့မှမြတ်မမေ့ပါဘူးရှင်ကျုပ်ပြောတာဒါမဟုတ်ဘူးဗျာဥပချင်းနဲ့ကျုပ်ကိုဘယ်သူ့ပေါ်မှာပို့ပြီးမေတ္တာထားတယ်လဲဒါမေးတာတော်ဝှက်ပြီးပြောတာကျုပ်မလို့ချင်းဘူးနှစ်ယောက်စလုံးမေတ္တာအတူတူပါပဲဟမ်ဒါပေမဲ့ကိုချစ်အပေါ်မှာသက်သာမပေါ့ပြသေးတယ်လို့ညာလေးယူကောင်းကသင်္ကလာတဲ့မိမတယောက်ပါတော်ကျုပ်နားလဲပြီသိရှက်စရာကောင်းတယ်ဒီမှာခမရပေးခဲ့တယ်ဟောဒီထားရအောင်မေ့နေပြီဟမ်ကြည်စမ်းပါမေ့နေလားခမရကျုပ်မှဒါပဲအဖတ်တင်ကြိုင်းခဲ့တာပေါ့လေဟုတ်သလားအကူကြီးကိုမြစ်တာမထားနိုင်စရာမရှိဘူးဆိုတော့အရင်ကလည်းပြောပြပါတယ်အကူကြီးကိုမြစ်တာပို့ထားမှုတဲ့ကိုချစ်ရဲ့အပေါ်မှာတရားပူဆောင်မှုကညမသိပြီးအရေးကြီးနေပါတယ်နေပါဦးမြရဲ့အခုညနဲ့ဥအောင်တင်နဲ့တန်ရောစင်ကြီးတွင်နေကြပြီဆိုပါတော့ကိုချစ်ကိုသစ္စာမဖောက်ချင်လို့ဥအောင်တင်ကိုချစ်ရနဲ့စိတ်ဆင်းရဲခံပြီးလိုက်ရမှာဖြစ်ရင်လေကိုချစ်မခေါ်ရပါဘူးကွယ်ကိုချစ်ဟာညစိတ်ဆင်းရဲမှာကိုဘယ်တော့မှမလုပ်ချင်ဘူးကိုချစ်ဟာဒီတောကြီးတောင်ကြီးထဲနေဘူးမရှောင်မွေးရမရှောင်အဆင်းရဲအပင်ပန်းခံပြီးလိုက်လာဦးအောင်တင်ကိုဖမ်းကျင်လို့လိုက်လာတာမဟုတ်ဘူးညအတွက်တက်လိုက်လာခဲ့တာတလကြမ်းလိုက်လာခဲ့တာပါဒါပေမဲ့ဒီမှာလဲတန်ဟောစဉ်ညှိတွယ်နေကြပြီဆိုတော့စိတ်ဆင်းရဲမခံပါနဲ့နေရခဲ့ပါကိုနေရခဲ့ပါဒီမှာကိုချစ်ညအခုပြောမဲ့စကားကိုသိချာချာဝေးပါမညမလိမ့်တတ်ပါဘူးအကူကြီးကညရဲ့အပေါ်မှာစိတ်ထားသဘောတော့ကောင်းတဲ့လူတယောက်မို့ဒီလောက်အလေးကြလာတော့သူညမြစ်တာမတက်ဝင်မနေမိဘူးညကိုတူစင်မသူ့ဘိမေညစင်ချေကိုချင်းနဲ့နှစ်ယောက်သဘောတူထားတဲ့မေတ္တာကိုသစ္စာဆောင်နေအကူကြီးကိုမေးကြည့်ပါသူကိုယ်တိုင်ကလည်းညရဲ့အပေါ်မှာသစ္စာဆောင်တဲ့လူတယောက်ပါကိုချင်းဟာမမျော်လင့်ပဲနဲ့ရောက်လာတာမို့ည
ကိုချစ်ကလွယ်လို့တခြားလူတယောက်လည်းမမြားရဲ့မြတ်တာကိုမပုံကြည့်ဘူးဒါနဲ့မှအကိုကြီးကိုမနှောကန်တက်တက်နဲ့မြတ်တာတက်မိရမလားလို့ကိုချစ်ကမြားကိုမုန်းနေလဲမုန်းပါပါမြားသစ္စာဆောင်နေဆိုတော့ငါတကြားရီအကုန်သိပါတယ်မြားရဲ့ကိုချင်းတရားမပြတ်ပါဘူးဒါပဲကိုချစ်ခင်ဗျားတို့အားလုံးဟာကျုပ်လက်ခုပ်တွင်းကရေဖြစ်နေတာတောင်မှကျုပ်ဘလောက်ကြာတယ်မမြဝင်းပေါ်မှာကျုပ်ဘလောက်တောင်သဘောထားကြီးခဲ့တယ်ပြောစရာမလိုပါဘူးနော်ဘလောက်သဘောထားကြီးတယ်ဆိုတော့ကျုပ်ပြောစရာမလိုဘူးဒါနဲ့တောင်မမြဝင်းကျုပ်ပေါ်မှာတံပိုးမထားခဲ့ဘူးဒီလိုမပြောပါနဲ့အကိုကြီးရဲ့မြမအခက်ကြုံလုံးလို့ပါမြတ်တခုရှင်းပြပြစီကိုချစ်ခဏထိုင်မအောင်နော်မြတ်ကိုခေါ်လာခဲ့တော့ကိုချစ်ပန်းလာတဲ့6လုံးမျိုးအတွင်းနဲ့ခေါ်လာခဲ့တယ်မလားအဲ့ဒီ6လုံးမျိုးကိုပြန်ပေးပြီးရွေးယူရင်ရောမပေးနိုင်ဘူးလားဒီလိုလားအတေဟုတ်ပါလားဘုရားဝင်ခမရမြစ်တာဟာ6လုံးမျိုးတစ်လက်လောက်မှတန်ဖို့ရှိသလားဟမ်6လုံးမျိုးတစ်လက်နဲ့ခမရမြစ်တာကိုလဲရမယ်ဆိုတော့ကဈေးမပေါ်လုံးဘူးလားဟမ်ခမရကျုပ်ပေါ်မှာတော်ရစ်ဆက်ပါလားဟမ်တရစ်ဆက်ပါလားကောင်းပြီဥပချစ်ဧတနာခမရရွေးယူကျုပ်မှလည်းဒီတနတ်ပါမလားဒီတနတ်မှုနဲ့ပတ်သက်လို့ကျုပ်အရေးမယူပဲထားရင်မပြီးနိုင်ဘူးလားဦးအောင်တင်ဟာဒီတနတ်ကိုခင်ဗျာမပြီးနိုင်ဘူးဆိုရင်မမြဝင်းကိုခင်ဗျာကိုကျုပ်ဘယ်လိုလုပ်ပြီးပြန်ထည့်လိုက်မလဲခင်ဗျာမလိုက်ရဘူးကျုပ်လက်ခုပ်ထဲမှာကျွန်တော်တခုပြောပြစီဦးအောင်တင်တယောက်ကိုတယောက်အပြည့်ပြောမနေကြပဲကန်ဆန်းကြရမကောင်းဘူးလားဗျကန်စီမန်ယာကိုခံရလို့လားဗျဘယ်နဲ့လဲဗျဘာလဲဘာကန်ဆန်းရမှာလဲပြောသမှာကျွန်တော်ပြောပြပါမယ်ခင်ဗျာဆရာကလည်းလက်ကင်ဘွားကလေးတစ်ထည်ခဏပြီးပါဦးအောင်တင်ကလည်းလက်ကင်ဘွားလေးခဏပြီးပါကဲငါနှမကလည်းမျက်နှာကိုအဝတ်စီးရမယ်ကွဒီဘဝနှစ်ထည်ကိုချထားမယ်ငါနှမကကံတရားအားထားပြီးတော့ဆွဲဖို့ဆွဲမိတဲ့ဘဝရှင်ဟာငါနှမရဲ့ဖူးစာရှင်ပဲဘယ်နဲ့လဲမကောင်းဘူးလားခင်ဗျာကံအတိုင်းပါပဲတယောက်ကိုတယောက်ကံစီမနဲ့အတိုင်းခြေနှက်ကြမယ်ဆိုတာဂတိပြုစီခြင်းပါတယ်ခင်ဗျာဦးအောင်တင်ကလာရင်လဲဆရာဥပချစ်ကခြေနှက်ကြီးလက်လျှော့ပါကံကိုသာအပြစ်ဖို့တော့ပေါ့ဗျာကဲဆရာဥပချစ်ကကံလာရင်လဲဦးအောင်တင်ကဒီလေကောင်းတယ်ထင်တာလုပ်ပါဘယ်နဲ့လဲဥပချစ်သဘောတူရလား Do you agree ကျွန်တော်လည်းမပြောတတ်တော့ဘူးဗျာကြည်သာလုပ်ကြပါတော့ကဲဒါဖြင့်မင်းမှာသစ္စာလူမှာဂတိတဲ့ဂတိကအရေးကြီးပါတယ်ကဲဘယ်နဲ့လဲဦးအောင်တင်ဘာလဲခင်ဗျာလူကိုစူးစိုက်ပြီးတော့ပြောနေတာကကျုပ်ကလူဆိုးဆိုပြီးတော့ဂတိမှတီးပါမလားဆိုတဲ့သဘောလားဒီလိုမဟုတ်ပါဘူးခင်ဗျာဟမ်ဒီမှာဘုံနေရလူဆိုးဆိုပြီးခင်ဗျားတို့ရဲ့သစ္စာအများကြီးရှိတယ်ယောက်ျားကောင်းပြီးသားတဲ့လူဆိုးဆိုတာခင်ဗျားမှတ်လိုက်ပါဒီလိုမထင်ပါနဲ့ခင်ဗျာကျွန်တော်ဒီလိုမဆိုးလို့ပါဘူးစိတ်မရှိပါနဲ့ကဲလုံးမသာလူဆမ်းပါဗျာကျုပ်ရှုံးရင်ရင်းနေလိုက်မယ်နော်ဟုတ်ကျုပ်နိုင်ရင်ခင်ဗျားတို့မျက်နှာမပြည့်နဲ့အကုန်ဒုက္ခရောက်သွားမယ်ဒါပဲကိုချစ်သဘောတူရဲ့လားတူမတူတယ်လို့ပြောနော်နောက်တော့မှမြအပေါ်မှာစိတ်နဲ့တောင်အပြစ်မတင်အောင်သိလားတူပါတယ်မြရဲ့ကံစီမန်ရပဲကဲဒါဖြင့်မျက်နှာကိုအဝတ်စီးရလိမ့်မယ်ဒီဘဝနှစ်စကိုကုပြစ်ပေါ်မှာအသာတင်ထားမယ်ပထမဆုံးတွေ့တဲ့ဘဝကိုဆွဲပြီးတော့ခေါ်ဒီဘဝကဥပါချစ်ဟောဒီဘဝကဥအောင်တင်
ကိုချစ်လက်ကင်မော်ပါလားအဲ့ဒါကာတိုင်းမှာပဲဥအောင်တယ်ဒါတဲ့ကျွန်တော်တို့မုတ်တိတ်တုံးညာတွင်းကြီးပြန်มาဖြစ်မယ်ထင်တယ်ဆရာရဲ့ဒါဖြင့်ကျွန်တော်တို့ပြန်ခွင့်ပြုပါတော့ဥအောင်တယ်ဟုတ်ဗျာ bad luck what a bad luck ဟေးဖြစ်တော့ကွာဒီမှာကြည်ဆိုင်ပေါ့လို့သူတို့ကိုပေနာထိလိုက်ပြီးတော့ကပို့လိုက်နားလေလားပြောတာအေးကွာတိပါပြီကွာပို့တော့ဆရာရဲ့တော့ဒီကောင်တော့ဘာဖြစ်လို့မသိလဲကွာရှင်းလိုက်တာကွာတော့ဆင်းနေတော့ပြင်ကြီးတော့ကျေးဇူးတင်ပါတယ်ဥအောင်တယ်ဥပချက်ခင်ဗျကျုပ်ကိုလက်ရဖမ်းရင်တပါဆိုရင်လည်းဖမ်းနိုင်ပါတယ်ဥအောင်တင်ဟာလူဆိုးဆိုပေမဲ့လူဆိုးမဟုတ်တဲ့ပင်ကိုစိတ်နေစိတ်ထားဟာသိသိခံပြီးသားပါဥအောင်တင်ကိုနောက်ထပ်အဆောင်ရှက်မပေးပါဘူးကျွန်တော်တို့အပေါ်ကောင်းထားတဲ့အကွက်တွေကိုလည်းဘယ်တော့မှကျေးဇူးမမေ့ပါဘူးဗျာဥပချက် Cigarette This is the only cigarette in this country I alone can smoke ကျုပ်က cigarette တောင်မှကျုပ်တယောက်တည်းတောက်နိုင်တဲ့ cigarette ကိုမှကျုပ်ကတောက်တာဗျာကဲချောကြပြီတော့ချောကြပြီတော့အကိုကြီးရဲ့ကျေးဇူးမြတ်ဘယ်တော့မှမမေ့ပါဘူးမလိုပါဘူးမမြောက်ဝင်မလိုပါဘူးမလိုပါဘူးမလိုပါဘူးဆရာဘာလို့မလုပ်ပါနဲ့ဆရာရဲ့ကျွန်တော်တို့သနာပါအောင်ဆရာရဲ့ဘာမလုပ်ပါနဲ့ဆရာရဲ့ဒီမဲ့ဆရာရဲ့မိမတယောက်အတွက်လည်းများပုဂ္ဂိုလ်တတ်သိရမယ်လို့ဆရာရဲ့မတော်ပါဘူးဆရာရဲ့ဆရာသမင်းကျွေးဝဲတုန်းကပြောခဲ့တဲ့စကားမှတ်မိသေးလားလောကကြီးကပြောကြကြီးဆိုဆရာလောကကြီးဟာစိတ်ညစ်စရာစိတ်မချမ်းသာစရာလောကကြီးရဲ့လို့ကျွန်တော်ဘယ်သောခါမှမအောင်မိခဲ့ပါဘူးခင်ဗျာဒုက္ခခင်ဗျာမင်းစဉ်းစားစမ်းကွာငါတို့ကတဲအကြောင်းဆိုးပါလားဘယ်နဲ့ပဲပြောပြောလောကကြီးမှာပြောပြောနေဖို့အင်တန်ခဲရင်နေကွာငါမမြဝင်းကိုပြုံးနေမိနေလို့ခဲရင်သွားကိုတော့ကကိုချစ်ကဖះမှာတစ္ဆာဆိုခဲ့တယ်နော်ဟုတ်တယ်ညကမဆိုပြစ်ခဲ့ဘူးမလားခုမြတစ္ဆာဆိုပြတာကိုကျင်နေရလားကျင်နေပါတယ်ညရေကိုချစ်ကျင်နေပါတယ်ဗျာအေးချစ်ရခေါ်မိမတို့ဒီလီနဲ့မြင်လို့မရွယ်ဝဲတူကြီးအေးချစ်ရခေါ်မိမတို့ဒီလီနဲ့မြင်လို့မရွယ်ဝဲတူကြီးဘက်ကရလို့နောက်အကိုကြီးရလေလေခက်လိုက်တာအကိုကြီးကိုဟောဒီမိမြချင်းရစစ်စစ်ခွဲသွားနိုင်လိမ့်မယ်လို့များထင်နေသလားရောဘုံနဲ့ဘူအောင်တင်ဆိုတဲ့နာမည်ကြီးနဲ့အစိမပြေးလိုက်တာကွယ်တိုင်းပါရသွားပြီအောင်တော့မနာဘူးသွားပြီအောင်တော့ဝရမ်းပြေလူစိုးဘူးဓမြဘူကြီးဘောင်းနေဆိုတဲ့အချစ်ယူကြီးအချစ်ငတ်သမားကြီးတယောက်တော့ဟောဒီတော်ကြီးမြင်နေတဲ့မှာမမြဝင်းစိတ်နဲ့ဆွေကြမ်းခဲ့တယ်ရဲ့မင်းမတွေးမိပါစေနဲ့တော့အမပြည်မှာကျုပ်တယောက်ထဲတောက်တဲ့ secret လိုပဲအမပြည်မှာတလောကလုံးမှာမမြဝင်းကျုပ်တယောက်ထဲပဲချစ်ချင်တဲ့အောင်တယ်မှာမမြဝင်း
ချစ်ချင်အောင်အေးလေဒါပေမဲ့ပေါ့မမြောက်ဝင်ရဲ့ဒါပေမဲ့ပေါ့မောက်ချစ်ဆုံးညအဖိုးချစ်ပြောင်းရရဖို့ဝါပြီဘဝအောင်နေတကောဒီမှာအယူကြီးပမာဖြစ်ခါဒါသိ